ဒီနေ့မှာတော့ရိုနယ်ဒိုခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းကတော့စပိန်အသင်းကိုရှုံးနေပြီးတော့မှဒီကမ္ဘာဖလားနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုခွဲခွာရမယ်ဆိုတာကြိုသိထားခဲ့ပြီးသားပါဒီလိုလက်ကျန်ကစားသမားတွေကိုဒီနှစ်ကမ္ဘာဖလားမှာဆုံးရှုံးရတော့မယ်ဆိုတာကျွန်တော်ကြိုသိထားခဲ့ပြီးသားပါဒါပေမဲ့ဒီလောက်မြန်မြန်နှုတ်ဆက်ရမယ်လေးမယ်လို့ကျွန်တော်တို့ရဲ့အတ္တတွေပေါ့ဗျာကျွန်တော်တို့ကအကြာကြီးမြင်ကျင်တဲ့လူတွေဆိုတော့အကြာကြီးလည်းမြင်ခဲ့ပြီးပါပြီဒါပေမဲ့ထက်မြင်ကျင်နေဦးမယ်ဆိုတော့အရင်မျောလင်းခဲ့တာပေါ့ဒါပေမဲ့ဒီချိန်မှာတော့ကွာဖလားကိုအချိန်ပေါင်းများစွာကစားခဲ့ပြီးတော့မှ6ချိန်ကစားခဲ့ပြီး6ချိန်လုံးဂိုးသွင်းနိုင်ခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကျွန်တော်တို့ခေတ်ကဆိုရင်ရိုနယ်ဒိုနောက်တစ်ယောက်ရှိသေးတဲ့အတွက်သူ့ကိုဒိုလေးလို့ခေါ်ခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုအခုတော့သူ့ရဲ့ကစားသမားဘဝရဲ့သူ့ရဲ့နိုင်ငံတကာကစားသမားဘဝနောက်ဆုံးပွဲစဉ်ကိုဆော့ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ပေါ်တူဂီမှာရိုနယ်ဒိုဟာနံပါတ်ခုံဝစ်ပြီးတော့မှပေါ်တူဂီအင်ဂျင်နဲ့ထပ်ပြီးမြင်တွေ့ရဖို့မရှိတော့ပါဘူးပေါ်တူဂီအသင်းကိုကမ္ဘာစင်မြင့်ထက်ဘောလုံးစင်မြင့်ထက်ကိုရောက်အောင်ထမ်းတင်ပေးခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုဖီဂိုရိုခေလွန်ဒီဂိုရိုနဲ့ထမ်းတင်ပေးခဲ့တဲ့ရိုနယ်ဒို2016ကအကြီးမားဆုံးအောင်မြင်မှုနိုင်ငံအသင်းအတွက်အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့တဲ့ယူရိုဖလားကိုရယူပေးခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုအဲဒီ2016ယူရိုတစ်လျှောက်လုံးမှာခရစ္စတီယာနိုရိုနယ်ဒိုပွဲတိုင်းခြေစွမ်းပြပြီးတော့မှအဲဒီတော့လည်းမှတ်မှတ်ရရစပိန်ကိုသူ့ရဲ့ hat-trick သွင်းကိုနဲ့တူတည်ကြအောင်ကန်နိုင်ခဲ့ပြီးနောက်ဆုံးချိန်ထိတော့အောင်ချိန်မှာတော့ပြင်သစ်အသင်းနဲ့ယူရိုဖိုင်နယ်မှာပွဲချိန်25မိနစ်လောက်မှထွက်ခဲ့ရတယ်ဆိုပေမဲ့ပွဲစဉ်တောက်လျှောက်လုံးထမ်းတင်ပေးခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုနောက်ဆုံးမှာတော့ယူရိုဖလားကိုရရှိခဲ့တယ်သူ့ရဲ့ကစားသမားဘဝနိုင်ငံတကာကစားသမားဘဝပထမအဦးဆုံးဆုဖလားဖြစ်တယ်အောင်မြင်ဆုံးဆုဖလားဖြစ်တယ်ကမ္ဘာဖလားမရလိုက်ဘူးကိုပေါင်း1000နီးပါးဂိုးသွင်းထားတယ်ဥရောပစင်မြင့်ထက်မှာဖလားပေါင်းများစွာရယူပေးခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကျွန်တော်တို့ပရိသတ်တွေကိုမီဒီယာတွေကိုကမ္ဘာကြီးကိုဖြောပြမှုတွေအများကြီးပေးခဲ့တဲ့စိတ်လှုပ်ရှားမှုတွေအများကြီးပေးခဲ့တဲ့မီဒီယာတွေဆိုရင် attention တွေအများကြီးရခဲ့တဲ့အခုနောက်ပိုင်းဆိုတော့မရှိတော့ရင်ရှားစရာ attention တော့မရှိတော့တဲ့လောက်ထိဖြစ်သွားမယ်ခရစ္စတီယာနိုရိုနယ်ဒို greatest of all time ဘောလုံးလောကရဲ့အကြီးကျယ်အမြင့်မြတ်ဆုံးသောဘောလုံးသမားကြီးကိုကျွန်တော်တို့နောက်ထပ်မြင်ရဖို့မရှိတော့ပါဘူးကျွန်တော်တို့ကိုအများကြီးဖြောပြမှုတွေပေးပျော်ရွှင်မှုတွေပေး motivation တွေအများကြီးပေးခဲ့တဲ့ဘောလုံးသမားသူပေးဆက်ခဲ့တဲ့အရာအားလုံးအတွက်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီခေတ်ကြီးမှာခရစ္စတီယာနိုရိုနယ်ဒိုနဲ့မက်ဆီကိုကျွန်တော်တို့တောက်လျှောက်ကြည့်ခဲ့ရတဲ့ကျွန်တော်တို့ဘောလုံးပရိသတ်တွေရဲ့ကံကတော့ blessing ပဲပေါ့ဗျာဖခင်ပေးရဆုပဲပေါ့အားလုံးတွေကျေးဇူးတင်ပါတယ်အကြခင်မှာလည်းကျွန်တော်နောက်ထပ်ကိုကြီးတယောက်ဖြစ်တဲ့မက်ဆီကိုနှုတ်ဆက်ရအောင်ပါပေါ့အားလုံးတွေကျေးဇူးပါဒိုလေး